ဘောစီတို့ပန်ကာသေးသေးလေးတွေရောက်တယ်နော်ဘောစီတို့ပန်ကာသေးသေးလေးတွေဒီမှာပန်ကာသေးသေးလေးတွေရောက်ပါတယ်ဗျဒီမှာအသွင်းလို့လည်းရရနော်ဒီမှာဒီကောင်လေးဆိုရင်လည်းအသေးလေးတွေဒီမှာအသွင်းပေါက်ကလေးပါတယ်ဒီမှာအသွင်းလို့ရတယ်အကိုရင်ဒီမှာအသွင်းလို့ရရနော်ဒီမှာပန်ကာသေးသေးလေးဒီမှာအကိုရင်အသွင်းလို့ရရဒီတိုင်းဖွင့်လို့ရတယ်ကလေးတွေအတွက်ဖုံးဝင်လဲကျွန်တော်လက်ဆောင်ထည့်ပေးမယ်ဒါလေးတွေနော်ရောင်းမှာဒါလေးတွေရောင်းမှာဝယ်ရင်လည်းရောင်းတယ်ဒါလေးဆိုရင်1000ခွဲဒီမှာချစ်စရာလေးပန်ကာလေးတေးသေးလေးချစ်စရာလေးနော်ဒီလိုလေးလည်းထားလို့ရတယ်1000ခွဲပါဒါလေးဒီကောင်လည်းရှိတယ်ဒီကောင်လေးဒီမှာပါဝါဘန်းနဲ့သုံးလို့ရတယ်နော်ဒီမှာပါဝါဘန်းနဲ့ဒီမှာနောက်ကဒီမှာတိုက်စီပေါင်းနဲ့ပါဝါဘန်းလေးနဲ့သုံးလို့ရတယ်နော်ဒီမှာခုဖွင့်ပြထားတဲ့ဟာမျိုးလေးဒီမှာအချိန်လေးလည်းပါတယ်ဒီမှာရင်ငွေလဲထွက်တယ်နော်ဒီမှာစပီလဲတင်လို့ရတယ်နော်ဒီမှာစပီလဲတင်လို့ရတယ်ဗျအဲဒီကောင်လေးဆိုရင်ငွေထွက်တယ်ဒီမှာပါဝါဘန်းနဲ့တိုက်ရိုက်ဒါ join ပြထားတာနော်တစ်ခါလဲဆန်းပြထားတာဒါမျိုးလေးမီးလေးနဲ့ရောင်လေးလှမလှဒီမှာအများကြီးရှိရင်နော်ကျွန်တော်ဒီမှာဒါမျိုးလေးဆိုကျွန်တော်3000ရောင်းပေးမယ်နော်3000ချစ်စရာလေးတစ်လုံးကို3000မှာဖုံးအမြင်ဖုံးဝယ်တဲ့လူတွေလည်းဒါမျိုးလေးလက်ဆောင်ထည့်ပေးဦးမယ်ကျွန်တော်လိုချင်ဆိုင်လာဝယ်လို့ရရနော်ဆိုင်လေးစာ58လမ်း113 114မှာရှိရနော်ဒီဒီကောင်မြို့နယ်မန္တလေးမြို့မှာပါပြီးပါတယ်ချစ်စရာကောင်းပါတယ်ကျေးဇူးတင်ပါတယ်